လူတွေအမုန်းဆုံးအဖွဲ့အစည်းတွေမြန်မာနိုင်ငံမှာရာဇဝတ်မှုအကျူးလွန်ဆုံးအဖွဲ့အစည်းတွေအကျင့်ပြတ်ချစားမှုအများဆုံးအဖွဲ့အစည်းတွေလူတွေကိုအနှိမ့်ဆက်ဆုံးအဖွဲ့အစည်းတွေဒီအဖွဲ့အစည်းအဲ့ဒီအဖွဲ့အစည်းတွေမှာသူလုပ်ခဲ့တာနော်မင်္ဂလာပါခင်ဗျာဒီကနေ့2025ခုနှစ်စက်တင်ဘာလ29ရက်မြန်မာရေးရတဲ့တာစီစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကိုကျော်သိန်းမင်္ဂလာပါခင်ဗျာမင်္ဂလာပါကိုကျော်မောင်ကြီးဟုတ်ကဲ့ကျွန်တော်တို့ဒါပြီးခဲ့တဲ့2ရက်ကတော့ဒါနားခဲ့တယ်ပေါ့လေဒီကျွန်တော်တို့ပုံမှန်အခုတော့ပုံမှန်ဒီတင်းလာနေမှာပြန်လဲစတင်တင်ဆက်ပြီးဖြစ်ပါတယ်မြန်မာရေးရအစီအစဉ်ကိုပေါ့ဆိုတော့ဒီစီစဉ်ကိုတော့ HI ဝကျော်သိန်း YouTube channel နဲ့ VIP တို့ပူးပေါင်းစီစဉ်တင်ဆက်နေတာဖြစ်ပါတယ်ကိုကျော်သိန်းဒီနေ့တော့ကျွန်တော်တို့လည်းဒီဆွေးနွေးရမယ့်အကြောင်းအရာဒီနေ့3ခုလောက်တော့ကျွန်တော်တို့တွေ့ထားပါသေးတယ်ခင်ဗျဆိုတော့ဒီအကြောင်းအရာ3ခုပဲကျွန်တော်တို့ဒီနေ့မှာဆွေးနွေးကြအောင်ပေါ့လေဆိုတော့ပထမဦးဆုံးတစ်ခုကတော့ဒါကျွန်တော်တို့ပြီးခဲ့တဲ့ရက်ကပေါ့လေဒီကျွန်တော်တို့ဒီ A ကထုတ်ပြန်တဲ့အကြောင်းအရာလေးတစ်ခုကျွန်တော်တို့တွေ့လိုက်ပါတယ်ဒါကပါလဲဆိုတော့ဒီဘင်္ဂလားဒေ့ရှ်ဘက်ကဒီ BGF BGB ပေါ့လေဒီနေကြတော့နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီခေါင်းဆောင်တွေက BGB ခေါင်းဆောင်တချို့ကပေါ့လေဒီအာဆာကိုထောက်ပံ့ပေးပြီးတော့မှဒီနေဆက်တလျှောက်မှာတိုက်ခိုက်နေတဲ့အခြေအနေတွေကဒီနိုင်ငံနေဆက်တည်ငြိမ်ရေးကိုထိခိုက်စေနိုင်တယ်ဆိုတဲ့အကြောင်းဒီဘင်္ဂလားဒေ့ရှ်အစိုးရအေးရသတိပေးရဆိုတဲ့အားလေးကျွန်တော်တို့ဖတ်လိုက်ရပါတယ်ဆိုတော့ကိုကျော်သိန်းဒါနဲ့ပတ်သက်ပြီးတော့လေကိုကျော်သိန်းစပြီးဆွေးနွေးပြပါအောင်ခင်ဗျဟုတ်ကဲ့ပါကိုကျော်မောင်ကြီးကျေးဇူးပါဗျအမှန်ကတော့အေးရဲ့ထုတ်ပြန်ချက်ကစက်တင်ဘာလ29ရက်နေ့ဆိုရင်ねသူကစာမျက်နှာ3မျက်နှာနီးပါးပါတယ်အကျယ်တူဝန်ထုတ်ပြန်ချက်ပေါ့လေဗမာလူရောအင်္ဂလိပ်လူရောထုတ်ထားတယ်ဆိုတော့အဲ့ဒီမှာကခုနကိုကြော့မောင်ပြောသွားတဲ့အချက်တစ်ချက်တည်းတော့မဟုတ်ဘူးပေါ့နော်သူကကြဲပြန့်သူတို့ရေးထားတာရှိတယ်အဓိကတော့ဘာလဲဆိုတော့ဒီ ARSA RSO ASA RSO ဖွဲ့တွေကစခန်းတွေနေရာတွေကိုဘယ်လိုမျိုးဝင်တိုက်တယ်ပေါ့ဗျာပြီးတော့ဘက်ကနေပြီးတော့ဘယ်လိုခုခံပြီးတော့ပြန်တိုက်တယ်ပေါ့ဒီလိုမျိုးချက်ပါတယ်အဲ့တဲမှာကျွန်တော်သိထားမိရဲ့ချက်ကဘာလဲဆိုတော့အဲ့ဒီ ASA တို့ RSO တို့ဒီဘင်္ဂလားဘက်အချမ်းကနေပြီးတော့နှောက်ယှက်ပစ်ခတ်တယ်တဲ့ဆိုတော့ဘင်္ဂလားဘက်အချမ်းကဆိုတော့ပြောရရင်တော့တစ်ဖက်နိုင်ငံပိုင်net ထဲကနေပြီးတော့ဒီဘက်မြန်မာနိုင်ငံနေနမိတ်ထဲကိုပစ်တာပေါ့ဗျာနော်ဒါမျိုးဆိုတာကဒါနိုင်ငံတကာစီမင်းစည်းကမ်းကိုချိုးဖောက်တဲ့သဘောပဲဥပမာကျွန်တော်တို့ဟလာနေဆက်ဒီမှာဖြစ်တဲ့တိုက်ပွဲတွေမှာဥပမာတရုတ်နေဆက်ထိုင်းနေဆက်အိန္ဒိယနေဆက်နော်မြန်မာနိုင်ငံနဲ့နေဆက်တွေပေါ့ဒီနေဆက်တွေမှာဖြစ်တဲ့စစ်တပ်နဲ့ဟလာတော်လိုင်းအဖွဲ့တွေကြားဖြစ်တဲ့တိုက်ပွဲတွေမှာတစ်ဖက်နိုင်ငံတွေကိုလက်နက်ကြီးပဲဖြစ်ဖြစ်စစ်တပ်ကလေကြောင်းကပစ်လို့ဘုံမကြတာပဲဖြစ်ဖြစ်ပေါ့ဗျာစသည်အပြင်ကြတယ်ဆိုရင်ထိုင်းတော်၎င်းတရုတ်တော်၎င်းဒါကန့်ကွက်တယ်လေအငွေကြဘာလို့ဆိုတော့မကြဘူးလေသူတို့နဲ့ဖြစ်နေတာမှမဟုတ်တာနော်ခုကကြတော့ဟလာဒီဖွဲ့တွေအာဆာတို့ RSO တို့ကဘင်္ဂလားဒေ့ရှ်ချမ်းကနေပြစ်တယ်ဆိုတဲ့အချက်ကတော့ဒါကျွန်တော်တို့ကတော့ဒါတော်တော်မသိလျော်တဲ့ကိစ္စလို့ကျွန်တော်ကတော့မြင်မိတာပဲအဲ့ဒီမှာပဲသူကပြောထားတာပေါ့နော်ဒီဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် BGB တွေကနော်သူတို့ရဲ့ထုတ်ပြန်ချက်ပါစကားအတိုင်းဆိုရင်အစွန်းရောက်စစ်သွေးကြွဝါဒကိုအားပေးတဲ့နော်အကျင့်ပြတ်အရာရှိတချို့သူက BGB တခုလုံးကိုသူဆွဆွဲမထားဘူးနော်ဘင်္ဂလားဒေ့ရှ်အစိုးရကိုဆွဆွဲမထားဘူးအဲ့ဒီ BGB တွေကမှအကျင့်ပြတ်အရာရှိတချို့ရဲ့ထောက်ခံမှုပူးပေါင်းဆောင်ရွက်မှုကိုအာဆာတို့ RSO တို့ကရထားတယ်။ဘာတွေရတယ်လဲဆိုတော့စီရေးအကူအညီတွေထောက်ပံ့ရေးအကူအညီတွေအပြည့်အဝရထားတယ်။အဲ့ဒါလည်းမကောက်ဘူးတဲ့။ဒီအဲ့ဒီအာဆာတို့ RSO တို့ရဲ့စခန်းတွေက BGB စခန်းတွေနားမှာကိုအခိုင်အမာကိုသူကအခြေစိုက်ပြီးတော့တက်ဆွဲခွင့်ရထားတာတဲ့။ဆိုတော့အလေးပဲရတော့ဗျာBGB ကတက်ဆွဲခွင့်ပေးထားလို့ခိုင်မာစခန်းတွေနဲ့အခြေစိုက်တက်ဆွဲခွင့်ရထားတယ်။ဘာလို့လဲဆိုတော့ BGB စခန်းတွေနားမှာလို့ပြောတာ။ကိုကြောက်မောင်လည်းရေပုံတွေ့ပါလိမ့်မယ်။ဒီမှာလည်းအခုပြိတက်ကိုကျွန်တော်ကြားလို့ရပါတယ်။တော့ဒီနေဆက်တစ်လျှောက်မှာဟလာဘင်္ဂလားဒေ့ရှ်ရဲ့ဒီ BGB စခန်းတွေနဲ့ဒီအနောက်ဘက်နော်မြန်မာနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒီအနောက်ဘက်တကြောမှာဟလာ BGB စခန်းတွေနဲ့ခုနအာဆာတို့ RSO တို့ရဲ့စခန်းရှိတဲ့နေရာတွေပြီးတော့ဝင်ထွက်သွားလာနေတဲ့နေရာတွေပြီးတော့သူတို့တက်ဝင်ပြီးတော့လှုပ်ရှားတဲ့ဂျခိုင်ဘက်ကနေရာတွေပြီးတော့သူတို့ပစ်တဲ့နေရာတွေစကန်ဒါတွေကိုပြထားတယ်နော်အဲ့မှာတွေရောရှက်တင်ပဲဗျာနော်ကျွန်တော်တို့တွေ့ရတာကတ်နေတာပဲလीနော်ဒါအပြင်ပါလဲဆိုတော့ဒီစစ်တပ်ကလည်းပဲအကြမ်းဖက်စစ်တပ်ကလည်းပဲဒီအဖွဲ့တွေကိုလက်နက်ခဲယံထောက်ပံ့ထားတယ်
ပထမဒီဖွဲ့တွေကိုကူညီနေတယ်လို့ပြောထားတာကဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ BGB ဒီအကြမ်းဖက်စစ်တပ်ကလည်းပဲအကူအညီပေးထားတယ်နော်လက်နက်ခဲယမ်းတွေပေးထားတယ်ဒါဒီဖွဲ့တွေကအေးစကန်တွေကိုတိုက်တယ်ဒါအပြင်ဒေသခံလူထုကိုတတ်တယ်ဖြတ်တယ်အကြမ်းဖက်ဖမ်းဆီးနှိပ်စက်တယ်အနိုင်ကျင့်ငွေညှစ်တယ်လူရက်ပြန်ပေးဆွဲတယ်ဒါတွေသူတို့ထည့်ပြောထားတယ်နောက်တစ်ခါဘာလုပ်ကြလဲဆိုတော့တိုက်သူတို့အကြမ်းဖက်နှိပ်စက်ဖမ်းဆီးပြီးတော့တပ်ပစ်လိုက်တဲ့အရက်သားတွေကိုသူတို့အေးဝတ်စုံဝတ်ပေးတယ်အေးစစ်ဝတ်စုံအေးယူနီဖောင်းတွေဝတ်ပေးတယ်ဝတ်ပေးပြီးတော့တပ်ပုံရိုက်တယ်တပ်ပုံရိုက်ပြီးတော့ဒါအေးတပ်ဖွဲ့တွေပေါ့သူတို့နဲ့အေးဂျားထဲမှာတိုက်ပွဲဖြစ်ပြီးတော့အေးဘက်ကတည်တဲ့လူပေါ့ဒါမျိုးပြောတယ်ရက်သားတွေကိုတတ်တာကိုပုံဖြတ်ပြီးတော့အေးတပ်ဖွဲ့ဝင်တွေလူပြောတယ်တဲ့ဒါလည်းပဲထုတ်ပြန်ချက်ထဲမှာပါတယ်အဲ့တော့တောင်းဆိုချက်ကဒီအာဆာတို့ RSO တို့အဖွဲ့တွေကိုခွင့်ပြုထားတဲ့ထောက်ပံ့ကူညီအားပေးအားမြောက်လုပ်နေတဲ့အကျင့်ပြက် BGB အရာရှိတချို့နဲ့ထောက်ခံအားပေးနေသူတချို့နော် BGB အရာရှိတွေမဟုတ်ဘူးထောက်ခံအားပေးနေသူတွေပါပါတယ်အဲလူတွေကိုဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့အမြန်ဆုံးဖော်ထုတ်ပြီးတော့ရေးယူပါတဲ့အဲလိုမဟုတ်ဘဲနဲ့ဆက်လွတ်ထားမယ်ဆိုရင်နှစ်ဖက်နယ်စပ်ဆိုတော့ဘင်္ဂလားဒေ့ရှ်ရခိုင်နယ်စပ်ပေါ့နော်ဒီနှစ်ဖက်နယ်စပ်တည်ငြိမ်ရေးလုံခြုံရေးဆက်ဆံရေးဆိုတော့ဘင်္ဂလားဒေ့ရှ်နဲ့ AA ပေါ့ဒီလိုပြောရမှာပေါ့ ULAပေါ့ဆက်ဆံရေးတွေထိခိုက်စေနိုင်တယ်နှစ်ဖက်တင်းမာမှုပို့ပြီးတော့မြင့်တက်လာနိုင်တယ်ဆိုတော့တင်းမာမှုမြင့်တက်လာနိုင်တယ်ဆိုတဲ့ကိစ္စကဒါအတော်အလေးနဲ့ထားမယ်ကိစ္စဖြစ်တယ်နော်နိုင်ငံနယ်စပ်မှာတင်းမာမှုပို့တိုးလာတယ်ဆိုရင်ဥပမာဆိုကြပါစို့ဟလာပြစ်တာခတ်တာတွေဖြစ်လာမလားဒါမျိုးကျွန်တော်တို့စဉ်းစားကြည့်လို့ရတယ်လေနောက်တစ်ခါဒီနိုင်ငံတကာပေါ့နော်ဒီအခြေအနေတွေကနိုင်ငံတကာကိုလည်းနည်းနည်းအများဆိုသူရိုက်ခတ်တယ်လို့သူကရေးထားတယ်သူရေးထားတော့နည်းနည်းကျေပြန့်ပါတယ်ဆိုတော့နိုင်ငံတကာအနေနဲ့ကလည်းပဲဒီဖြစ်ရပ်ကိုတည်တည်ချာချာစောင့်ကြည့်ပြီးတော့နော်တည်တည်ချာချာစောင့်ကြည့်ပြီးတော့ဝိုင်းဝန်းစောင့်ကြက်ထိမ့်သိမ့်ပေးကြစီလို့လေတဲ့သူကနိုင်ငံတကာကိုလည်းပဲပန်ကြားထားတယ်ဒီရနောက်တစ်ခါဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့နှစ်ဖက်ပြည်လည်စေမဲ့နီလန်နှစ်ဖက်ဆိုတာကဘင်္ဂလားဒေ့ရှ်နဲ့ ULA နဲ့ပေါ့ဗျာဒီလိုနှစ်ဖက်ပြည်လည်စေမဲ့နီလန်ကိုအမြန်ဆုံးရှာပြီးတော့နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုမျိုးကိုသာဦးစားပေးပြီးတော့လှုပ်တဲ့နေဆိုပြီးလေးနဲ့စွာအကြံပြုတိုက်တွန်းထားတယ်ဆိုတော့ဒီရဲ့ထုတ်ပြန်ချက်ကဒါပြီးခဲ့တဲ့ရက်ပိုင်းတွေမှာကျွန်တော်တို့လည်းပဲဒီ season မှာပြောခဲ့ဘူးတယ်လीနော်ဘင်္ဂလားဒေ့ရှ် BGB ရာရှိတမှုတယောက်ကဒေသခံတမှုတယောက်ကအေကိုမွေးဆွေးမှုနဲ့စပြီးတော့ဆွဲတယ်ဆွဲရကနေပြီးအေဘက်ကတောက်လျှောက်ဆိုသူလို့ပေါ့နော်ပြောခွင့်ရခိုင်တုခအေခေါင်းဆောင်ဘူချုပ်ထွန်းမြတ်နိုင်ဒုဘက်ကနေပြီးတော့တောက်လျှောက်ဆိုသူလို့ဘင်္ဂလားဒေ့ရှ်ဘက်ကိုတုံ့ပြန်တာနော်ဒီ BGB ရာရှိတွေကိစ္စနော် BGB ဘက်က BGB ကဟလာအာဆာတို့ RSO တို့ကိုတင်းနေတယ်ဆိုတဲ့ကိစ္စအားပေးကူညီနေတယ်ဆိုတဲ့ကိစ္စမွေးစေဝါကိစ္စဒါတွေတောက်လျှောက်လို့ပြောလာတယ်အဲ့တော့တွင်မှာပဲဟလာအာဆာ RSO ကလည်းပဲ AES နေဇက်ကစကန်နဲ့နေရာတချို့ကိုဝင်တိုက်တယ်ဝင်ပစ်တယ်ပေါ့နော်လူတွေကိုဖမ်းတယ်ဒီလိုအဲ့ဒီဒေသခံလူကိုဖမ်းတယ်နှိပ်စက်တယ်တပ်ဖြတ်တယ်ဓမြတိုက်တယ်လူရက်တယ်ပြန်ပေးဆွဲတယ်ဆောက်ရပြင်ဒါတွေကိုပါလှုပ်လာတယ်ကိုကြော့မောင်လည်းတွေ့ပါလိမ့်မယ်ကျွန်တော်ပြည်သက်ထဲကလည်းသိကြပါလိမ့်မယ်ဟလာအေးကောင်းဆောင်ဘူချုပ်ထွန်းမြတ်နိုင်နဲ့နော် ARD သတင်းဌာနအေဒီတာချုပ်ဝေါင်စော်တို့ရဲ့နော်ဆက်သွယ်မြင်ကန်အင်တာဗျူးဆိုရင်၄ပိုင်းထုတ်ထားတယ်ထင်ပါရဲ့နော်တော်တော်လေးကိုကြည်ပြန့်ပြန့်အဲ့ဒီထဲမှာဒီအချိန်တွေအကုန်လုံးပါပါတယ်နော်နားထောင်ကြည့်ကြဖို့ကျွန်တော်ကတော့တိုက်တွန်းပါတယ်ဒီနေရာကနေပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းပဲနားထောင်နေပြီးတော့ပြီးသေးဘူးပေါ့ဗျအဲ့တော့ဒီစုံလုံးကိုကျွန်တော်ခြုံကြည့်ရင်ဘာတွေ့ရလဲဆိုတော့တစ်ခါမှာအာဆာ RSO နော်ဒီအာဆာ RSO ကိုစစ်ကော်မရှင်ကရောဘင်္ဂလားဒေ့ရှ်ကရောကူညီနေတယ်နော်တခါ AA ကစစ်တပ်နဲ့လည်းပဲအဲ့မှာဆိုရင်ဒီ AA ထုတ်ပြန်ချက်ထဲမှာဆိုရင်3နေရာထက်မနည်းမှာစစ်တပ်နဲ့သူတို့တိုက်ပွဲတွေဖြစ်နေတယ်နော်ပြီးတော့အာဆာရဲဆိုနဲ့လည်းပဲတိုက်နေရတယ်အာဆာရဲဆိုကဝင်တိုက်တယ်ဆိုရင်သူတို့ပြန်တိုက်နေအမှန်တော့သူတို့ထုတ်ပြန်ချက်အရဆိုရင်ဟလာတိုက်ထုတ်လိုက်ပြီးသားအာဆာရဲဆိုမရှိတော့ဒီဘက်ရခိုင်ဘက်ထဲမှာမရှိတော့အခြေဆိုင်မရှိတော့သူတို့ကဘင်္ဂလားဒေ့ရှ်ဘက်ထဲကိုထွက်ပြေးသွားပြီဘင်္ဂလားဒေ့ရှ်ဘက်ထဲမှာအခြေဆိုင်အဲ့တော့ရခိုင်ဘက်ကိုကူးပြီးတော့လာတိုက်လူထုကိုလာဒုက္ခပေးပေါ့နော်ဒီလိုမျိုးလုပ်နေတယ်လို့အေးရပြောထားတာဆိုတော့ဒါကဟလာစကားမှာဘင်္ဂလားဒေ့ရှ် BGB ပေါ့ဗျာနော် BGB အာဆာရဲဆိုပြီးတော့အေးဒီလိုအခြေအနေမျိုးဖြစ်တယ်
တိုင်းမှာ30တဲ့ကျွန်တော်ဘာတွေ့တယ်လဲဆိုတော့အခုလက်ရှိဘင်္ဂလားဒေ့ရှ်ရဲ့ယာယီခေါင်းဆောင်လိုပဲဆိုကြပါစို့မိုဟာမက်ယူနွတ်လိုပဲငင်းငင်းဆွေးရပဲနော်ကျွန်တော်ကိုယ်တိုင်တစ်ချိန်လုံးကလေးစားခဲ့ဘူးတဲ့ခေါင်းဆောင်တယောက်လိုပြောရမှာပေါ့အခုတော့တမျိုးပေါ့ဒီမိုဟာမက်ယူနွတ်ကလက်ရှိကျင်းပနေတဲ့ကုလသမဂ္ဂထူထွေညီလာခံမှာငုံပြောတယ်အဲ့ဒီညီလာခံမှာရခိုင်ရေးဆန်းနဲ့ပတ်သက်ပြီးတော့သူသဖြင့်တော့ရိုဟင်ဂျာကိစ္စပေါ့ဗျာနော်ရိုဟင်ဂျာဒုက္ခတွေရေးကိစ္စနဲ့ပတ်သက်ပြီးတော့ထည့်ပြောသွားတယ်ဒါလည်းအချိန်ကိုက်ပြောတာဗျအဲ့ဒီထဲမှာသူပြောတဲ့အထဲမှာ AA ကိုဓာတ်ရိုက်နာမည်မတက်ဘဲနဲ့ရခိုင်တပ်တော်ကိုဓာတ်ရိုက်နာမည်မတက်ဘဲနဲ့ပြောသွားတယ်။ဘာပြောသလဲဆိုတော့နိုင်ငံရေးအပြောင်းလဲနဲ့တဲ့အပေါင်းလက္ခဏာဆောင်တဲ့အပြောင်းလဲတွေအတွက်ရခိုင်ပြည်တွင်းကစိုးရမဟုတ်တဲ့အဖွဲ့အစည်းဒါ AA ကိုညွှန်းတာရခိုင်ပြည်ထဲမှာအစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေအများကြီးရှိတယ်။ဒါပေမဲ့လက်ရှိနေမြေထိန်းချုပ်ထားနိုင်တာအုပ်ချုပ်ရေးပေါ်ဆောင်နေတာ AA ပဲရှိတယ်။ဒီအစိုးရမဟုတ်တဲ့အဖွဲ့အစည်းကိုအရေးတကြီးဖိအားပေးရမယ်တဲ့ကျွန်တော်အံ့ဩတယ်ဘာကိုဖိအားပေးမှာလဲနော်ဘာအတွက်ဖိအားပေးရမှာလဲကျွန်တော်တိတ်နားမလဲဆိုသူဘာဆိုတော့နားမလဲဆိုတော့ဒါကလည်းပဲဘာလို့သူကစက်တင်ဘာလ30ရက်နေ့မှာ30ဆိုတော့ကျွန်တော်မြန်မာစံတော်နဲ့မနေ့ပြန်ဖြစ်ပြီပေါ့ဗျာဟိုမှာကတော့ဟို American စံတော်ချိန်ပေါ့ဒီစက်တင်ဘာလ30ရက်နေ့မှာရိုဟင်ဂျာဒုက္ခသည်အရေးနဲ့ပတ်သက်ပြီးတော့ကုလသမဂ္ဂမှာညီလာခံတစ်ခုကျင်းပဖို့ရှိတယ်ဆိုတော့ဒီညီလာခံနဲ့ချိန်ကိုက်ပြီးတော့မိုဟာမက်ယူနွတ်ကဒီစကားပြောတာပေါ့ဗျာနော်ဒီစကားပြောတာပေါ့ဒါကတော့ဗာလဲဆိုတော့ AA ကိုနိုင်ငံတကာမျက်နှာစာမှာဖိအားပေးလို့ရမလားဆိုပြီးတော့လုပ်တာပေါ့ဗျာကျွန်တော်မြင်တာတော့လေဒီလိုတက်ပြောလိုက်ရင်တော့ AA ပုံမှာနည်းနည်းများဆိုသလိုနိုင်ငံတကာကဖိအားပေးလာမယ်ပေါ့ဒီလိုထင်ပုံရပါပြီးတော့သူပတ်စံနဲ့တောင်းသေးတယ်ဗျာနော်ဒီကိစ္စတွေကူညီကြပါပေါ့ငွေပေးကြပါပေါ့ရမငွေထပ်တိုးပေးကြပါပေါ့တကယ်ဗျာကိုကျော်မောင်ရင်ရိုဟင်ဂျာအရေးကိစ္စပြည်လေခြင်းရင်နိုင်ငံနယ်စပ်အရေးကိစ္စပြည်လေခြင်းရင်ကုလသမဂ္ဂအထိသွားတက်ပြီးတော့ပြောနေကြမှာလို့ပေါ့ဟုတ်တယ်မလားနော် AA နဲ့ဆက်သွယ်ဆွေးနွေးပေါ့ဗျာ AA ဘက်ကလည်းဒါဆွေးနွေးဖို့အတွက်အစဉ်သင့်လို့ပြောထားတာပဲလေသူတို့လည်းပြည်လေခြင်းတာပဲ AA ဘက်ကပူတော်ပြည်လေခြင်းဦးမယ်ကျွန်တော်ပြောတာဘာလို့လဲဒီယာကြီးပူဖြစ်နေလို့သူ့အတွက်ဘာမှအကျိုးမရှိဘူးသူကတစ်ဖက်မှာတပူရှိတယ်လေဟုတ်တယ်မလားစကားမနဲ့တိုက်နေရတယ်စစ်ကော်မရှင်နဲ့တိုက်နေရတပူရှိတယ်ဆိုတော့ဒီအပူငြိမ်းလေဟိုဘက်အပူသူကအာယုံဆိုင်နိုင်လေဒေတာဖွံ့ဖြိုးတိုးတက်ရေးဒေတာကန်လူစုသားရောပြောရေးသူပို့ပြီးတော့လုံနိုင်သူကဒီအပူမျိုးကိုမှုေးထားเสียအကြောင်းသူကရှိလို့မရှိဘူးအဲ့တော့ဘင်္ဂလားဒေ့ရှ်ကတကယ်စိတ်စေတနာမှန်နဲ့ကျွန်တော်စိတ်စေတနာခေါင်းလို့မသုံးချင်ပါဘူးစိတ်စေတနာမှန်နဲ့ဒီကိစ္စတကယ်ပြည်လဲခြင်းတယ်ဆိုရင် AA နဲ့ဆက်သွယ်ပြီးတော့ဖြည့်ရှင်းလိုက်ရုံနဲ့နော် AA နဲ့ဘာကြောင့်လဲဆိုတော့ဒီဒေတာကိုလက်ရှိတကယ်တမ်းထိန်းချုပ်နေ AA ကထိန်းချုပ်နေတာဘာမှဘူးစားမင်းအောင်လိုင်းလို့ထိန်းချုပ်နေတာမဟုတ်အဲ့တော့အဲ့ကုလသမဂ္ဂတိသွားတက်ပြီးတော့ပြောနေစရာမလိုစက်တမ်းမှာပဲကျွန်တော်ကဘာတွေးမိသလဲဆိုတော့မိုဟာမက်ယူနွတ်ကကုလသမဂ္ဂတက်ပြောတော့သူကတော့ AA ကိုဖိအားပေးဖို့နိုင်ငံတကာက AA ကိုနည်းနည်းညှိုညင်စေဖို့ပြောပုံရတယ်ဒါပေမဲ့ကျွန်တော်ကတော့တွယ်ဝိုက်ပြီးတော့ AA အတွက်အကျိုးဖြစ်သွားတယ်လို့ကျွန်တော်မြင်တယ်။ဘာမြင်တယ်လဲဆိုတော့ဟလာနိုင်ငံတကာမှာ AA ရဲ့အနေထား AA ရဲ့လက်ရှိအနေထားဒါပေါ်သွားတာပဲဗျ။ဒါပေါ်သွားတာဟုတ်တယ်မလားရခိုင်ကိုဘယ်သူတိရောက်ထိန်းချုပ်ထားတာလဲဒီမြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်ကိုဘယ်အဖွဲ့ကထိရောက်ထိန်းချုပ်ထားတာလဲဆိုတာပေါ်သွားတာပဲ။တစ်ဆက်တည်းမှာပဲနိုင်ငံတကာကမြန်မာပြည်နဲ့ပတ်သက်ရင်တောက်လျှောက်ပြောနေတဲ့တောက်လျှောက်ပြောလာတဲ့ရိုဟင်ဂျာဒုက္ခတဲ့အရေးကိစ္စနော်ရိုဟင်ဂျာဒုက္ခတဲ့အရေးကိစ္စနဲ့ပတ်သက်ရင် AA ရဲ့အနေထားဘယ်လိုရှိမယ်ဆိုတာပေါ်သွားတာပဲတေချာတာတစ်ခုကဒီဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ရိုဟင်ဂျာဒုက္ခသည်တွေကိုရခိုင်ပြည်ရဲ့မိုဟာမက်ဂျူနွတ်ကပြန်ပို့ခြင်းသူတို့ကပို့လဲပို့ခြင်းတယ်သူတို့ကလွတ်လဲမလွတ်ခြင်းဘူးဗျာနော်ဒါကတော့ကျွန်တော်တို့တိကျပြည့်ဆွေးနွေးမယ်ဆိုဆွေးနွေးရမယ့်ကိစ္စထားပါတော့ဗျာအဲ့တော့ပို့မယ်ပေါ့ဗျာအဲ့တော့သူတို့ AA နဲ့လည်းမညှိချင်ဘူးဘယ်လိုပို့မလဲဗျာ AA နဲ့မညှိလဲနဲ့ဒီဒုက္ခသည်ဒါလည်းပဲဟလာဘယ်သူနဲ့လုံးမဒီဒုက္ခရေးကိစ္စပြည်လဲမယ်ဆိုတာလည်းပဲနိုင်ငံတကာမှာပေါ်သွားတာပဲဆိုတော့ဒါကတော့ဟလာ AA အနေနဲ့ကိုယ့်ဘာသာကိုတီးခြားအားစိုက်မထုတ်ရဘဲနဲ့ရလိုက်တဲ့တန်တမန်ရေးအကျိုးအမြတ်လို့တောင်မှကျွန်တော်ကတော့ပြောချင်တယ်ကိုကြောက်ပါဟုတ်ကဲ့ပါကိုကျော်သိန်းကိုကျော်သိန်းပြောတဲ့အကြောင်းအရာတွေကျွန်တော်တို့လည်းတွေ့လိုက်ပါတယ်ဒီဘင်္ဂလားဒေ့ရှ်ကဒီ UN မှာပြောသွားတဲ့အကြောင်းအရာတွေပေါ့နော်ဒါကလည်းဒီဒေါ်လာအင်အားစုအဓိကဒေါ်လာအင်အားစုတွေကိုဖိအားပေးတယ်ဆိုတာသဘောထားမှန်တဲ့ပုံစံကိုပြသတာပဲလို့ကျွန်တော်လည်းယူဆပါတယ်ဆိုတော့ကျွန်တော်နောက်ထပ်ဆွေးနွေးမယ့်အကြောင်းအရာလေးတခုသွားလိုက်ရအောင်ပါနောက်ထပ်ဆွေးနွေးမယ့်အကြောင်းအရာကလည်းဒီသဘောထားမှန်မှုတွေရှိတဲ့အခြေအနေပါပဲဒါကတော့ကျွန်တော်တို့ပြည်ပမဟုတ်ဘူးပြည်တွင်းပေါ့ဗျာဒါကျွန်တော်တို့ပြည်တွင်းမှာရှိနေတဲ့ဒီBGF နောက် DKBA ဒီအတူရောင်ရုပ်ကောက်ကိုထောက်ခံတဲ့ဖွဲ့စည်းတွေဒါသူတို့တွေ့ကြတယ်ဆိုတဲ့အကြောင်းအရာပေါ့ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့လေကိုကျော်သိန်းဆက်ပြီးဆွေးနွေးပေးပါအောင်ခင်ဗျဟုတ်ကဲ့ဗျာကိုကျော်မောင်ခုနကတော့ပြောခဲ့တာတော့မြန်မာနိုင်ငံအနောက်ပိုင်းကခြေနေပေါ့ဗျာနော်နောက်ဘက်ဒေသရက်ခိုင်အခုကတော့တောင်ပိုင်းပေါ့ဗျာတောင်ပိုင်းကရင်ပြည်နယ်ဘက်ကခြေနေပေါ့နော်ဟိုဘက်ကနေဒီဘက်ကျွန်တော်တို့ဆင်းတောင်ပိုင်းပြန်ဆင်းရတာ
ဆိုတော့သတင်းကတော့ဒီကရင်မျိုးသားမီဒီယာကနေတက်တဲ့သတင်းပဲဒီသတင်းကိုပဲဂျန်တဲ့မီဒီယာတွေလည်းပဲကိုးကားပြီးတော့ရေးကြတယ်။ဘာသတင်းလဲဆိုတော့ကရင်နယ်ကြားဆောင်တက် BGF เนาะဒါဒီမှာသိရမှာက BGF ဒီစစ်တပ်လက်အောက်ခံစစ်တပ်ကဖွဲ့ပေးထားတာ KNU တွေကနေဖွဲ့ထွက်သွားတဲ့အဖက်အစင်းစင်းဖွဲ့ထွက်ပြီးတော့မှနောက်ဆုံးလာစစ်တပ်ကနယ်ကြားဆောင်တက်တွေဆိုပြီးတော့ဖွဲ့ခိုင်းတော့နယ်ကြားဆောင်တက်ဖြစ်သွားတယ်ဖွဲ့ BGF ပြီးတော့ဒီမိုကရေစီအကျိုးပြုကရင်တက်မတော် DKBA ဆိုတာလည်းပဲဟိုတစ်ခေါက်တော့ကျွန်တော်တို့ပြောသေးတယ်လေ DKBA ကမူလလက်ဟောင်း DKBA အခု DKBA ရင်တော့ကတော့ဘုရားဘာသာဆိုတာပါအခုကကြတော့သူကဒီမိုကရေစီအကျိုးပြုကရင်တက်မတော် DKBA ဒါလည်းပဲဖွဲ့ထွက် KNU ဖွဲ့ထွဲကရင်ဖွဲ့ပဲပြီးတော့ကရင်ငြိမ်းချမ်းရေးကောင်စီ KNU KNLA PC ဒါလည်းပဲကရင်ဖွဲ့ထွဲဖွဲ့ပဲအဲဒီသုံးဖွဲ့ကစက်တင်ဘာလ28ရက်နေ့မနေ့ကပေါ့ဗျာမနေ့ကမနေ့ပိုင်းမှာ BGF အမှတ်နှစ်စစ်ဒေတာအခြေစိုက်တဲ့တက်ကတိစံပြကျေးရွာမှာအစည်းအဝေးလုပ်ကြတယ်ဓာတ်ပုံတွေလည်းကိုကျွန်တော်ပြတဲ့ပုံတွေတွေ့ပါလိမ့်မယ်ဆိုတော့ကျွန်တော်တို့သိထားတာသတင်းမှာပါလာရဘယ်သူတွေတက်တယ်လဲဆိုတော့ BGF KNA ဆိုတာ Karen National Army ဒီနေရာမှာကျွန်တော်ထပ်ပြီးတော့ပြန်ပြီးတော့တတိပေးခြင်းပြန်ပြီးတော့စစ်အတူတတိယအောင်ပြန်ခေါ်ခြင်းတာက BGF တို့ KNA တို့ကို American ကတိတ်မကြခင်တုန်းကပဲတန်ခတ်ရေးယူထားတယ်ကြားပြန်ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီအကြောင်းအဲ့ဒီအကြောင်းလည်းပဲကျွန်တော်တို့ပြောခဲ့ကြဘူးလေနော်ကိုကြောင့်မောင်လည်းမြင်ပါလိမ့်မယ်အဲ့ဒီကောင်းဆောင်ဘုံကြီးချုပ်စောချစ်သူကစပြီးတော့ပေါ့လေကျွန်တော်ကတော့ဘုံကြီးနောက်တော့ဘုံချုပ်ဘယ်တော့မှဖြစ်လဲကျွန်တော်တို့မသိစောချစ်သူကစပြီးတော့နော်သူတို့စီးပွားရေးလုပ်ငန်းတွေသူတို့ကောင်းဆောင်တွေကိုရေးယူထားတယ် American ဆိုတော့အဲ့ဒီမှာ BGF KNA ကဘုံချုပ်စောချစ်သူဘုံချုပ်စောတင်ဝင်းဘုံချုပ်စောမုတ်တုံနဲ့တမှုချုပ်တက်တယ်တဲ့နောက်ဒီမိုကရေစီအကျိုးပြုကရင်တက်မတော် DKBA ကဗိုလ်ချုပ်ကြီးစောစတီဒုဗိုလ်ချုပ်ကြီးစောရွှေဝဗိုလ်ချုပ်စောစန်းအောင်တို့တက်တဲ့နောက်ကရင်ငြိမ်းချမ်းရေးကောင်စီ KNU KNLA PC ကဒေါက်တာနော်ကပေါ်ထူးနဲ့တမှုတချို့တက်တဲ့ဒါသတင်းအရာသိရပါပေါ့ဗျာဒါအပြင် KNU ဒူပလာယာခရိုင်ဥက္ကဋ္ဌဟောင်းဘဒိုစောရွှေမောင်လည်းပဲတက်တယ်ဆိုတော့ခုနဒီစောချစ်သူတို့စောတင်ဝင်းတို့စောမုတ်သုံးတို့ဒီနာမည်တွေကကျွန်တော်တို့မကြာခဏကြားဖြန့်ကိစ္စနဲ့ဆက်ဆက်ပြီးတော့ကျွန်တော်တို့ကြားနေရတဲ့နာမည်တွေပေါ့နော်DKBA ကဆိုရင်တော့ဒီ3ယောက်ဒီမှာပါတဲ့စောစတီစောရွှေဝါနဲ့စောဆန်းအောင်နဲ့မှာစောဆန်းအောင်နာမည်ကမကြာခဏသတင်းတွေထဲမှာကျွန်တော်တွေ့ရလို့ရှိတယ်ဘဒိုစောရွှေမောင်ကတော့ပို့ပြီးတော့ controversial ပေါ့ဗျာအငင်းပွားစရာတူပြောလို့ပြောရမှာမသိသူကအာနာသိနိက2021မှာဒီနိုင်ငံလုံးဆိုင်ရာတိခတ်ရေးစေးဘောတူစာချုပ် NCA ကသူတို့ KNU ကလက်မှတ်ထိုးခဲ့တာဟုတ်လို့တော့အခုတော့ KNU ဖွဲ့စည်းမိခင်ဖွဲ့စည်းရထွက်ထားလေ NCA ကဆက်ပြီးတော့တည်ရှိနေတော့မဲဆိုပြီးတော့သူကပြောတယ်ဒါတစ်ချက်ဒါကြောင့်မို့လဲအဲတုန်းကဆူညံဖြစ်တယ်နောက်တစ်ခါ2022လောက်မှာသူပြောတာနိုင်ငံရေးပြဿနာကိုလက်နက်ကင်နီလန်နဲ့ဖြေရှင်းနေဆိုပြီးသူပြောတာဖြေရှင်းလို့မရအောင်ဖြေရှင်းနေဆိုပြီးပြောတာဒီလိုစကားတွေအကြောင်းမို့လို့နော်အဲတုန်းကကျွတ်ဖြစ်ခဲ့ဘူးတဲ့သူကKNU ဥက္ကဋ္ဌဟောင်းစောမူတူစေဖိုးတို့ကာကွယ်ရေးဌာနမူဟောင်းစောရောဂျာခင်တို့နဲ့ခိုင်းတာသူတို့ခိုင်းတာစစ်ကော်မရှင်စကားစလုပ်တဲ့ပွဲတွေမှာလည်းသူတို့တွေတူတူတက်ကြတာကျွန်တော်တွေ့ခဲ့ရဘူးအဲ့တော့ဒီလူတွေပါတဲ့အစည်းအဝေးပေါ့ဗျာနော်အခုကျွန်တော်ပြောတဲ့အစည်းအဝေးကဘာတွေဆွေးနွေးကြတယ်လဲကျွန်တော်တိကျမသိရအောင်ဒါပေမဲ့ BGF အမှတ်နှစ်စစ်ဒေတာမူဗမှုချုပ်စောတင်ဝင်းကကရင်မျိုးသားမီဒီယာကိုပြောတာငင်းချမ်းရှိနေနီအေဂျင့်တရားရေးကိစ္စတွေဆွေးနွေးကြတယ်တဲ့ဒီခေါင်းစဉ်တွေကတော့ကိုကြွမောင်ရင်တည်တဲ့အတိုင်းပဲတရေလို့ခေါင်းစဉ်ထပ်တက်လဲတက်လို့ရတဲ့ကိစ္စတွေပဲဟာနော်ချိန်မျိုးခေါင်းစဉ်တက်လို့ရတဲ့ကိစ္စတွေပဲလက်နက်ကင်ဖွဲ့တွေတွေ့ကြတယ်နေမြေထဲမှာရှိနေတဲ့လက်နက်ကင်ဖွဲ့တွေတွေ့ကြတယ်နေမြေဒေတာနေမြေတည်ငြိမ်ရေးအေဂျင့်ဒါသူတို့ဆွေးနွေးတာကိုတိကျကျပြောချင်ရင်တက်လို့ရတဲ့ခေါင်းစဉ်တွေပေါ့ဗျာသို့တော့တေချာတာတခုကဒီလိုကာလာမျိုးမှာအခုကစစ်ကော်မရှင်ကလည်းပဲရွေးကောက်ပွဲလုပ်ဖို့အပြင်းထန်ကြိုးစားနေတယ်ဒီလိုကာလာမျိုးမှာနောက်တစ်ခါဒီဘက်မှာလေကီကော်မှာလည်းတိုက်ပွဲတွေကအကျဉ်းအပြင်းထန်ဖြစ်နေတယ်ဒီလိုကာလာမျိုးမှာသူတို့တွေတွေ့ပြီးဆွေးနွေးကြတယ်ဆိုတာဒီကိစ္စတွေကြီးပြောမှာမဟုတ်တာတော့သိသိကြတာပေါ့ကိုကျော်မောင်ရယ်နော်သိကြတာပေါ့ဒီသုံးဘွဲ့လုံးကလည်းပဲဒီကရင်သုံးဘွဲ့လုံးကလည်းပဲစစ်ကော်မရှင်လုံးမဲ့ရွေးကောက်ပွဲကိုထောက်ခံမဲ့ပံ့ပိုးမယ်လို့ပြောထားတဲ့အဖွဲ့တွေဗျဟုတ်တယ်နော်ပြောထားတဲ့အဖွဲ့တွေဆိုတော့ကရင်ဖွဲ့တွေထဲမှာအကြီးဆုံးလက်ဖြစ်ဟလာနိုင်ငံရေးရတဲ့အစင်အလာအရှိဆုံးဖြစ်တယ်ကရင်မျိုးသားစီယုံ KNU ကတော့စစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လက်မခံဘူးဆိုတော့ကိုပြက်သားပြောထားတယ်ဒါကြောင့်မို့လို့လည်းပဲစစ်ကောင်စီကပါလဲကျွန်တော်တို့ခုတက်ကပဲပြောလေလှိုင်းပွဲရဲစခန်းမှာ KNU ခေါင်းဆောင်တွေကို
တရားစွဲထားတဲ့ရွေးကောက်ပွဲသူတို့ရဲ့ရွေးကောက်ပွဲဥပဒေနဲ့နော် KNU ခေါင်းဆောင်တွေကိုတရားစွဲထားတဲ့လက်ရှိ KNU ဥက္ကဋ္ဌပြောခွင့်ရစသည်အပြင်သူတို့ခေါင်းဆောင်တွေကိုတရားစွဲထားတယ်ဆိုတော့အခုကတော့ဒီသူတို့တွေ့ကြတယ်ပေါ့ဗျာဒီချိန်မျိုးမှာတွေ့တယ်ဆိုတော့ဒါသတင်းကတော့သတင်းကြီးပေါ့ဒါမှလည်းဘာတွေပြောမှန်းတော့မသိဘူးပေါ့သူတို့ပြောတဲ့ငြိမ်းချမ်းရေးနေနေတည်ငြိမ်ရေးဆိုတော့တော့မဟုတ်ဘူးပေါ့ဒါပဲကျွန်တော်တို့ကသိနိုင်တာပဲလေအမေဒီတဲ့ပိုကြီးတဲ့ခြေနေတစ်စုံလုံးကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ကိုကြောင့်ပေါင်းရင်ကရင်ဖွဲ့တွေထဲမှာဒီကွဲနေတဲ့ကရင်ဖွဲ့တွေကြောင့်ဒီတောင်ပိုင်းကရင်ပြည်နယ်ဘက်မှာလူဒေါ်လာရေးကာလကျွန်တော်ရှေ့ဘက်ကိုပြောတော့လူဒေါ်လာရေးကာလစစ်တပ်ကအသက်ရှူချောင်းနေတာနော်ဒါကျွန်တော်တို့တွေ့ခဲ့ပြီဒါဒီကွဲနေတဲ့ကရင်ဖွဲ့တွေကြောင့်စစ်တပ်ကအသက်ရှူချောင်းနေတာစိတ်ကူးကြည့်လိုက်ကိုကြောင့်ပါခုနကကျွန်တော်တို့ပြောခဲ့တဲ့အေးအေးလို့ရခိုင်ဘက်မှာအဖွဲ့ကွဲမရှိဘူးအေးအေးပဲရှိတယ်ရခိုင်မှာနော်လက်နက်ကင်အင်အားအကြီးဆုံးအဖွဲ့ဆိုလို့အေးအေးပဲရှိတယ်ဒီအာဆာတို့အားလို့ဆိုလို့ဖယ်ထားလိုက်အဲ့လိုမျိုးသာကရင်ဘက်မှာအင်အားအကြီးဆုံးဖွဲ့တစ်ဖွဲ့ပဲရှိတယ်နော်ကရင်ပြည်နယ်ဒီရခိုင်ဘက်လိုဖြစ်တာကြာပြီကိုကြောင့်ပါကြာပြီကရင်ပြည်နယ်ဒီမျိုးဒေါ်လာရေးမှာရခိုင်လူမျိုးအခုအေးကရခိုင်ပြည်နယ်နယ်နေအများစုကိုနော်ထိန်းချုပ်ထားသလိုမျိုးကရင်ဘက်မှာဖြစ်တာကြာပြီကရင်ဖွဲ့တွေကွဲနေတဲ့အတွက်ဒီလိုအဖွဲ့ကွဲတွေကလည်းပဲကွဲနေတဲ့အဖွဲ့တွေကွဲနေတာတော့ထူးတဲ့နေမဟုတ်ဘူးဗျကွဲပြီးတော့ဟလာအာနာသိန်းစစ်တပ်ကိုဝိုင်းတိုက်နေကြတယ်ဆိုရင်တော်သေးတယ်ကရင်ဒီဘက်မှာကွဲတာတွေရှိတယ်အာနာသိန်းစစ်တပ်ကိုတိုက်နေကြတယ်ချင်းဘက်မှာရှိတယ်ဟုတ်တယ်မလားဒါမျိုးကျွန်တော်တို့ညာဘက်မှာဆိုရင်လည်းပဲဟလာ NUG MOD လောက်ကမဟုတ်တဲ့တပ်ဖွဲ့တွေရှိတယ်အဖွဲ့တွေရှိတယ် LPDF လို့ခေါ်တယ်ပေါ့ဗျာလူပဲအဖွဲ့တွေကွဲနေတာပဲဒါပေမဲ့ဝိုင်းတိုက်နေကြတာပဲအဲ့တော့ကွဲတာထက်ကွဲတဲ့အဖွဲ့တွေကစစ်တပ်ကိုကူနေတာတင်းနေတာကအဓိကပြဿနာဖြစ်တာနော်အဲ့ဒါကြောင့်မို့လို့စစ်တပ်ကအသက်ရှူချောင်းနေတာအခု4 GB ကောမှာဖြစ်နေတဲ့တိုက်ပွဲဆိုလေကြည်လေကိုကြောက်ပါနော်4 GB ကောတိုက်ပွဲဆိုလေပဲဒီချိန်ထိဗျာဟိုအောင်စရာစစ်ကြောင်းဆိုတဲ့ကောင်ကြီးအဲ့ဒီစစ်ကြောင်းကြီးကဘယ်လောက်ကြာပြီလဲဟုတ်တယ်မလားဟိုတနစ်ကြော်ကြီးဒီနေရာကိုလာဖို့အတွက်ကိုနော်ရပ်ပိုင်းနဲ့လာလို့ရတဲ့နေရာကိုတနစ်ကြော်ကြီးမနှဲလာရတာလေနောက်ကျတော့ရောက်ချင်တော့ရပ်ပိုင်းလေးတွင်းမှာရောက်သွားတယ်လေအဲ့ဒါခုနပြောတဲ့ကရင်အဖွဲ့ကွဲတစ်ခုရဲ့မင်းပြီးတော့လုတ်ပြီးလိုက်လို့ရောက်သွားတာပဲဗျနော်ဒါတော်မှစစ်တပ်ကပြက်ပြက်သားသားနိုင်ရတဲ့အချိန်မရှိပါဘူးအခုသတင်းတွေထဲမှာတွေ့နေရတာနော်ထိုးလိုက်လန်လိုက်နော်ပြစ်ချလို့မနိုင်ဘူးဆိုပြီးပြောနေတာဟိုတက်ကပဲနော်တမှုတယောက်ပြောသွားတာအဲ့တော့ကိုကြောက်မောင်ရင်ဟလာလူဒေါ်လာရဲ့အမှန်ချက်ဖြစ်တဲ့အကြမ်းဖက်စစ်တပ်ကိုခုခံတွန်းလှန်နေတာနောက်တစ်ခုကဆီယနာရှင်အမြင့်ပြတ်ရေးပေါ့လေဆီယနာရှင်အမြင့်ပြတ်ရေးဆိုရင်လူမျိုးစုတစ်ခုချင်းစီမှာကွဲနေတဲ့အဖွဲ့အသီးသီးကြားမှာညီညွတ်ဖို့လိုတယ်ကွဲနေတဲ့ဖွဲ့တွေရှင်ကွဲနေတဲ့ဖွဲ့တွေကြားမှာညီညွတ်ဖို့လိုတယ်ဒါမှမဟုတ်လည်းပဲဘုံတူညီတဲ့ယက်တီတဲ့သဘောထားနဲ့ဝိုင်းလို့ဖို့လိုတယ်ပေါင်းတွန်းဖို့အဲ့ဒီကနေတစ်ဆင့်တက်ရင်ဟလာလူဦးတော်လိုင်းမှာပါနေတဲ့ကျွန်တော်ခုနကပြောလူမျိုးစုတစ်ခုချင်းစီလို့ပြောတာဗမာလူမျိုးစုလည်းပါတယ်နော်ကိုကြောက်မောင်ဗမာလူမျိုးစုတော့ကွဲတာရှိအောင်မလားနာမည်ကြီးပဲလေ၃အောင်ရှိရင်နှစ်ဖွဲ့ကွဲတယ်ဆိုတာနော်ဒီကနေ့လူဦးတော်လိုင်းမှာပါနေတဲ့တိုင်းသားအဖွဲ့တွေကိုယ်တိုင်လည်းဒါက open secret ပြဒီလိုအခန့်ကြီးတွေးကြရင်ဒါမပြောရင်ရှိကြလိမ့်မယ်လေနောက်ပြောင်ပြီးတော့ပြောနေတာပဲနောက်ကွယ်မှာဒီလိုပဲပြောကြတာကြီးလည်းရှိတာပဲအဲ့ဒီအဖွဲ့တစ်ဖွဲ့ကွဲခြင်းဗမာတယောက်သာထည့်လိုက်ဆိုတာမျိုးတော့ပြောတာရှိတယ်လို့နော်တိုင်းသားလက်ရှိခေါင်းဆောင်တွေကထိပ်ပိုင်းခေါင်းဆောင်တယောက်ကပြောတာရှိတယ်လို့ကျွန်တော်သိခဲ့ရဘူးဘွားတစ်ဖွဲ့ကွဲအဲ့ဒီအဖွဲ့ကွဲခြင်းရင်းနဲ့ဗမာတယောက်ကိုထည့်လိုက်တယ်ဆိုပြီးပြောတာအဲ့လောက်ထိဗမာတွေကကွဲတဲ့နေရာမှာနာမည်ကြီးတယ်လူကလည်းများတာဟုတ်ဗျလူကြီးကလည်းအများဆုံးဖြစ်တာဒါပေမဲ့လူကြီးများတာနဲ့ကွဲတာနဲ့မဆိုင်ပါဘူးဗျကွဲတာကွဲခြင်းလို့ကွဲတာဗမာတွေကကွဲတာသွေးသားထဲမှာပါတယ်အဲ့တော့ခုနလူမျိုးစုတစ်ခုချင်းကြားမှာကွဲနေတာတွေညှိဖို့လိုတယ်စုဖို့လိုတယ်လုံးဖို့လိုတယ်အဲ့လိုပဲအဲ့ဒီကနေတစ်ဆင့်တော်လိုင်းအင်အားစုတွေအားလုံးကြားထဲမှာစုဖို့လိုတယ်လုံးဖို့လိုတယ်ညီဖို့လိုတယ်အဲ့တော့ညီဖို့လိုတယ်ဆိုတဲ့နေရာမှာနောက်တစ်ချက်ကဘာလဲဆိုတော့တန်တရားတွေခြေဖြတ်ဖို့လိုတယ်ကိုကျော်မောင်ကိုကျော်ထွန်းမြတ်နိုင်အင်တာဗျူးထဲမှာပြောသွားတာပါလေပါပါတယ်နော်ဒီကိစ္စလက်ရှိမှာဟလာလူဒေါ်လာရေးမှာ NUG အနေနဲ့ဒိုင်းသားအဖွဲ့အစည်းတွေကိုပါအောင်တားရဲပြအောင်စုရဲပြအောင်ဘာကြောင့်မလုပ်နိုင်တယ်လဲဆိုတဲ့အချက်သူပြောသွားတာရှိတယ်ဒါအင်မတန်တွေးထွက်အောင်မှန်တဲ့စကားနော်တွေးထွက်အောင်သူပြောတာတွေးထွက်အောင်မှန်တဲ့စကားတန်တရားတွေရှိတယ်ငကူတုံးကတမိုင်းတွေရှိတယ်ပေါ့ဒါတွေကမေ့ထားလို့မရအောင်ကျွန်တော်တို့တွေတင်ပုံခြေလိုက်ကြရအောင်ပါရှစ်ဆက်ကြောင့်အဲ့လောက်တော့မရဘူးဒီနော်အဲ့လောက်တော့မရဘူးဘာလို့ဆိုတော့အိုးမှာဖြစ်ခဲ့တဲ့တမိုင်းကြီးကရှည်ယူဘူးဗျဆိုတော့ဒါတွေကိုတကယ်စစ်မှန်ယူတတ
တန်ညာတွေခြေဖြတ်ဖို့လိုတယ်တန်ညာခြေဖြတ်ဖို့ခြေပြတ်ဖို့ဆိုတော့ကဒီတန်ညာတွေကိုတိဆောက်ထားတဲ့လူတွေကခြေဖြတ်ရခြေပြတ်ဖို့ဆိုတော့ကဒီတန်ညာတွေဒီနေ့ဒီချိန်ထိရှိနေသေးတဲ့လူတွေကခြေပြတ်အောင်ကြိုးစားဒီလိုခြေဖြတ်ဖို့ခြေပြတ်ဖို့အတွက်ကလည်းပဲတက်ဆိုင်သူများအားလုံးကတကယ်စည်ရင်စေနာခေါင်းနဲ့ငါတို့ဒီစစ်တပ်ကိုတော့ဖြုတ်မယ်ဒီပွဲကပြတ်မှရမယ်ပြတ်ဖို့အတွက်ငါတို့ဒီအဆင့်ကိုကြော်မှဖြစ်မယ်ဆိုတဲ့ခိုင်မာတန်နှိဋ္ဌံနဲ့မှဖြစ်မယ်လို့ကျွန်တော်ကတော့အဲ့လိုယူဆပါတယ်ကိုကြောင့်ပါဟုတ်ကဲ့ပါကိုကျော်သိန်းဟိုပြောသွားတဲ့ချက်တွေလည်းဒါတကယ်ကိုမှန်ပါတယ်ဒါကျွန်တော်တို့ဗမာတွေဆို2ယောက်ရှိရင်3ယောက်ရှိရင်2ဖွဲ့2ယောက်ရှိရင်3ဖွဲ့ကွဲတယ်ဆိုတဲ့စကားရတကယ်အထင်ကြီးရပါတယ်ဒါလည်းဒီမြန်မာနိုင်ငံရဲ့ရည်ကြီးမှုတစ်ခုလိုတော့မှဒါကျွန်တော်ဆင်ဆက်ဖြစ်ခဲ့တာရှိခဲ့တာပေါ့လေဆိုတော့ပါတီတွေဆိုလည်းကွဲကြပြဲကြဒါတွေကကျွန်တော်တမိုင်းတစ်လျှောက်ဖြစ်ခဲ့တာတွေပေါ့ဆိုတော့ဒီတိုင်းသားတွေကြားထဲမှာလည်းဒီလိုပဲဒီကွဲပြဲတဲ့အခြေအနေတွေကျွန်တော်တို့ကြားမြင်ရတာတွေလည်းရှိပါတယ်ဆိုတော့ဒါတွေကိုစူးစီးဖို့လည်းဒါအခုခြေကလိုအပ်ဆုံးချိန်လို့လည်းဒါအခုပြောဆိုနေကြတာပဲပေါ့နော်ဆိုတော့ဒါလက်တွေ့တော့ကျွန်တော်တို့ဖြစ်နိုင်သေးတဲ့အခြေအနေလို့ပဲယူဆပါတယ်ဆိုတော့ကိုကျော်သိန်းကျွန်တော်တို့ဒါနောက်ဆုံးဆွေးနွေးမဲ့အကြောင်းအရာတွေတခုသွားလိုက်ရအောင်ပါဆိုတော့နောက်ဆုံးဆွေးနွေးမဲ့အကြောင်းအရာတော့ဒါဘယ်လိုပြောမလဲကျွန်တော်တို့ဒီကျက်ဖို့ပါတီရဲ့ဥက္ကဋ္ဌပေါ့လေခင်ကြီးကတော့သူ့ရဲ့ social media နဲ့မဲဆွယ်စည်းရုံးတာလားဒါမှမဟုတ်လို့ရှိရင်သူ့ရဲ့နိုင်ငံရဲ့ ideology တွေသူ့မှာရှိတဲ့အချက်လက်တွေကိုထွက်ပြောတာဒါကတော့ဒါကိုကျော်သိန်းဒါလည်းသုံးသပ်ကြည့်ပေးပါအောင်ဒီခင်ကြီးပြောသွားတဲ့အကြောင်းအရာတွေပေါ်မှာအခြေခံပြီးတော့ပေါ့နော်ဆိုတော့ဒါလေးလည်းတစ်ချက်လောက်ဆွေးနွေးပေးပါအောင်ခင်ဗျာခင်ရမဲဆွဲရဲဆိုပြီးတော့ဒါမဲဆွဲကာလမရောက်သေးပဲနဲ့မဲဆွဲရဲဆိုဒါအကျုံးဝင်မှုဥပဒေနဲ့မညီညွတ်ဥပဒေချိုးဖောက်တာဆိုပြီးတော့ပြောနေတာတော့ကျွန်တော်တို့ဘူးပြောလည်းမသိပါဘူးဗျာကျွန်တော်လည်းသူကဥပဒေချိုးဖောက်တာလို့အကျုံးဝင်တာလို့အရင်ကြည့်ပါဦးဟုတ်တယ်မလားကိုကြောက်မောင်ရေမင်းအွန်လိုင်းကသူ့ဘူဂျုံကြီးရဲ့အစားလွတ်ထားတယ်လွတ်ပြီးတော့ရွေးကောက်ဝင်ခိုင်းထားတဲ့ပါတီဗျာဥပဒေချိုးဘာဥပဒေကိုမရှိတာချိုးဖောက်စရာဥပဒေကိုမရှိတာသူတို့ပါနော်ဥပဒေချိုးဖောက်တာတွေပဲပြောနေတယ်ချိုးဖောက်စရာဥပဒေကိုမရှိဥပဒေကသူတို့ပဲဒါပဲအဲ့တော့သူဘယ်နေရာမှာပြောဘယ်လိုပဲပြောအဓိကဘာလဲဆိုဘာပြောတာလဲပေါ့ဗျာအဲ့ပြောတဲ့ဟာကဘယ်လိုဖြစ်တယ်လဲပေါ့ဒါပဲကျွန်တော်ကတော့စိတ်ဝင်စားအဲ့တော့ကျွန်တော်အဲ့တွေ့တော့ကျွန်တော်တော်ရှာရိုးမရှိတဲ့ဘဲလို့ကျွန်တော်အဲ့လိုထင်နေတယ်တွေးလိုက်စိတ်ထဲမှာတွေးတယ်လားတော်ရှာရိုးမရှိသူမို့လို့ပြောထွက်တယ်ပေါ့နော်မကြောက်ဘာစကားထွက်တယ်ဆိုတာကကျွန်တော်ပါစကားအဲ့လိုထွက်လိုက်ချင်တာကျွန်တော်ပြောလိုက်ချင်တာဒါပေမဲ့မကောင်းပါဘူးပြန်ဆိုင်နေပြောထားပါတော့သူပြောတယ်မှာပါတာငါနဲ့မတူငါရန်သူအတ္တနိုင်ငံရေးသမားတွေဆိုပြီးတော့ပြောထားတယ်တိုင်းပြည်မှာအကြမ်းဖက်မှုပဋိပက္ခကြောက်လန့်တုန်လှုပ်မှုအချိန်ကာလတစ်ခုထိကြာမြင့်နေပြီဆိုပြီးတော့ပြောထားတယ်ကျွန်တော်ဘာသွားတွေ့လဲဆိုတော့ဒါခင်ကမင်းအွန်လိုင်းကိုစောင့်ပြောတာဗျာဒီလားမင်းအွန်လိုင်းကိုတက်မပြောရတော့မင်းအွန်လိုင်းကိုစောင့်ပြောတာခင်မင်းအွန်လိုင်းကိုမကျေနပ်တာရှိတယ်ဗျာဒီမကျေနပ်တာအခုဂွင်မဲဆိုပြီးတော့ထဲ့တာနော်ကိုကြောမောင်အဲ့ဒါအဲ့လိုဆိုတော့ငါနဲ့မတူငါရန်သူအတ္တလို့အတ္တထားဆိုမင်းအွန်လိုင်းဗျာခင်ဗျာဒေါအောင်ဆန်းစုကြည်ကဘလောက်မုန်းတရားကြီးတယ်ဆိုတော့နော်ဒီတက်80ကျော်အမေကိုကြီးကိုဘလောက်အခုချိန်ကြီးဘလောက်ဒုက္ခပေးထားတယ်ဆိုပြီးတော့အကြမ်းဖက်မှုပဋိပက္ခတို့ကြောက်လန့်တုန်လှုပ်မှုတို့ဒီမင်းအောင်နိုင်လုံနေတာတပီလုံးကလူတွေချိန်ပြီးအောင်လို့ပူပြီးတော့ကရအောင်မင်းအောင်နိုင်လုံနေတာဒါခင်ကြီးကမင်းအောင်နိုင်ကိုစောင်းပြောတာဗျာနော်ကျွန်တော်တို့တွေးတာနောက်ပါလေပဋိပက္ခတွေကိုဒီရွေးကောက်ပွဲကအဆုံးသတ်ပေးနိုင်တယ်နော်ပြီးတော့ပါလေသူတို့ပါတီကတိုင်းပြည်တည်ငြိမ်တရားဝါပြောပြီးလူသားအားလုံးနဲ့လူငယ်လူရွယ်တွေရဲ့နာ Oh myအဲ့လိုလုံနိုင်တယ်တဲ့အဲ့လိုလုံသွားမယ်တဲ့ကိုကြောက်မောင်နော်နားရှိလို့သာကြားရဆိုတာမျိုးလို့ပဲကဲထားပါတော့အဲ့ဒီဥခင်ကြီးဆိုသူရဲ့နောက်ကြောင်းလေးကျွန်တော်တို့ပြန်ကြည့်ရအောင်သူခုနပြောသလိုပေါ့ဗျာဟလားပါလေသူတို့ပါတီသူကဥက္ကဋ္ဌလေသူဥဆောင်တာပေါ့နော်တိုင်းပြည်တည်ငြိမ်တရားဝါပြော့လူသားအားလုံးတော့ပါလိုက်သေးတယ်အမေကိုတိုင်းပြည်ကိစ္စတော့မဟုတ်ဘဲနဲ့သူကတကဘာလုံး humanity ပါသူကထည့်ပြီးတော့ပြောလိုက်သေးတယ်နော်လူသားအားလုံးနဲ့လူငယ်လူရွယ်တွေရဲ့အနာဂတ်တယ်ထိုင်အောင်1900အောင်မယ်မောင်မင်းကြီးသားတက်ရှိပါစေကျမ်းပါပါစေဆိုပြီးတော့ဟလားအဲ့တော့သူ့နောက်ကြောင်းပြန်ကြည့်အောင်ဗျာဒီလူကသူကမြောင်းမြပဲစာတီးဗျတက်ထဲဝင်နေဒါလည်းစီးပွားရေးတက်လို့တက်နေရင်လည်း DSC ဖြေတော့ DSC ပါသွားတယ် DSC 18ပါသွားတယ်ကျွန်တော်ကမြောင်းမြပဲစာတီးလို့ပဲပြောတာပါဟိုရွာတွေဘာတွေမပြောပါဘူးဘာလို့ဆိုတော့ဟိုဒါကသူ့ကြောင့်ပို့လို့သူ့စာတီးထိခိုက်စရာအကြောင်းမရှိဘူးပေါ့ဗျာနော်သူကတတ်သူ့စာသူ့ data ကတတ်အဲ့တော့ DSC အပတ်စဉ်18ဆင်းတယ်ဒေါ်စင်ရေးကျောင်းအတွက်အမှတ်စဉ်18ဒေါ်စင်ရေးကျောင်းအတွက်တက်ထဲမှာ1986ခုနှစ်ကနေပြီးတော့2002ခုနှစ်အထိတက်ထဲမှာလုပ်ခဲ့တယ်ဘုံမူချုပ်စင်အထိရောက်ခဲ့တယ်မူချုပ်စင်ကနေတက်ကနေထွက်တယ်ပြီးတဲ့အခါကျတော့ရဲချုပ်ဖြစ်တယ်နော်စစ်တပ်ပြီးတော့ရဲချုပ်ဖြစ်တယ်အဲ့ဒီရဲချုပ်တာဝန်နဲ့တွဲထဲမှာပြည်ထဲရေးဒုတိယဝန်ကြီးပြည်ထဲရေးဒုတိယဝန်ကြီးနဲ့ရဲချုပ်ပေါ့ဗျာအဲ့တော့ပြည်ထဲရေးပေါ့နော်စစ်တပ်ပြည်ထဲရေး
ရဲတခါ2011မှာလူဝင်မှုကြီးကြပ်ရေးဝန်ကြီးလောက်တယ်နော်စစ်တပ်ပြည်ထဲရေးရဲလာဝကကိုကြောမောင်မြန်မာနိုင်ငံမှာမြန်မာတိုင်းသူပြည်သားကိုဒုက္ခအပေးဆုံးအဖွဲ့အစည်းတွေစစ်တပ်ရဲပြည်ထဲရေးလာဝကဆိုတာနော်တိုင်းသူပြည်သားကိုဒုက္ခအပေးဆုံးအဖွဲ့အစည်းတွေလူတွေအမုန်းဆုံးအဖွဲ့အစည်းတွေမြန်မာနိုင်ငံမှာရာဇဝတ်မှုအကျူးလွန်ဆုံးအဖွဲ့အစည်းတွေအကျင့်ပြတ်ချစားမှုအများဆုံးအဖွဲ့အစည်းတွေလူတွေကိုအနှိမ့်ဆက်ဆုံးအဖွဲ့အစည်းတွေဒီအဖွဲ့အစည်းအဲ့ဒီအဖွဲ့အစည်းတွေမှာသူလုပ်ခဲ့တာနော်ဥခင်ကြီးဆိုသူအဲ့ဒီဌာနတွေကြောင့်ပဲတိုင်းပြည်လူထုကတနေ့ပူပန်တော့ကအရောက်ပါဆုံးပဲနော်စစ်တပ်ရဲပြောစရာကိုမရှိတော့ဘူးစစ်တပ်ရဲကြောင့်ဘလောက်တိုင်းပြည်ဒုက္ခရောက်တယ်လဲပူပန်တော့ကရောက်တယ်လဲဆိုတာနော်အခုဒီစစ်မှုတန်းဥပဒေကိုပဲကြည့်သူတို့ပဲစွဲနေတာလေဗျာနော်ကြုံတဲ့နေရာမှာကြုံလို့လူငယ်တွေကိုစွဲနေတာပြည်ရဲရေးဗျာပြည်ရဲရေးဆိုရင်ထွေအုပ်ဗျာထွေအုပ်ချုပ်ရေးလူတွေနဲ့တိုင်းသူပြည်သားနဲ့တိုက်ရိုက်ဆက်ဆံရတဲ့အဖွဲ့အစည်းတော်တော်ကြာအခွန်ကိစ္စတော်ကြဘာလဲတရားမှုကိုကျူးကျော်ဆိုပြီးတော့ဖျက်တဲ့ကိစ္စတော်ကြဟိုနေရာမြေသိမ်းဒီနေရာမြေဒါမျိုးတွေကိုစစ်တပ်နဲ့ပေါင်းပြီးတော့လုပ်နေတာသူတွေအုပ်ချုပ်ရေးဦးစီးဌာနဘယ်လောက်တိုင်းသူပြည်သားတွေကလူလူကနေစတူကဘယ်လောက်စိတ်ဆင်းရတယ်လဲဆိုတာဒီထွေအုပ်ဆိုတဲ့ကောင်ကြီးကြောင့်ပြီးတော့လာဝကဘာကောင်းတယ်လဲကိုကျော်မောင်နော်မှတ်ပုံတင်နိုင်ငံသားမှတ်ပုံအခုပဲကြည်လေးပါလေထိုင်းမှာ CI ကနေကျွန်တော်တို့ပြီးခဲ့တဲ့ရက်ကပြောတယ် CI ကနေပြီးတော့ PJ ပြောင်းတယ်အဲ့ဒါကိုonly for Thailand ဆိုပြီးတော့ဒါလာဝကနဲ့ဆိုင်နေတကယ်ပြောရင်အဲ့ဒီဟာကိုလူတွေကိုဘယ်လောက်ဒုက္ခပေးတယ်လဲဆိုတော့နိုင်ငံကူးလက်မှတ်ကိစ္စ passport ပေါ့နော်နိုင်ငံကူးလက်မှတ်ရဖို့ဆိုရင်လည်းကိုကြောင့်ဘယ်လောက်ခက်တယ်လဲဆိုတာနော်အဲ့ဒီထဲမှာမှဟလာလူမျိုးဆိုတာမှသူတို့မကြိုက်ရင်မကြိုက်တယ်လို့ညစ်ပတ်သေးတာပိုက်ဆံသာပုံပေးကျွန်တော်တစ်ခေါက်ပြောဦးပါတယ်ပိုက်ဆံသာပုံပေးအိမ်နေရောက်လာဖို့တယ်အဲ့ဒီစစ်တပ်ကအပွင့်နေကောင်တွေကမှတ်ပုံတင်ရဖို့မရဖို့နိုင်ငံသားဖြစ်ဖို့မဖြစ်ဖို့နော်ဒါတွေအကုန်လုံးဒီလာဝကကောင်တွေကင်ထားတာဘလောက်လူတွေကိုဟောဖြစ်တယ်လဲဆိုတာနော်ဒီအဲ့လာဝကထဲမှာကိုကြောင့်မောင်းတယ်ဟိုးတုန်းကနေရာကောင်းရဖို့ဆိုသူတို့ကိုယ်တိုင်ကလက်ထိုးပြီးတော့အဲ့နေရာကောင်းရဖို့လုပ်တယ်ဆိုတာရှိသေးတယ်လေဗျာဒီနိုင်ငံကုလက်မှတ်ရုံးဆိုတာကောင်းတွေလှုပ်ချင်လို့အဲ့ဒီနေရာတွေကိုမှသူကလုတ်ခဲ့တာနော်ဒီဥခင်ကြီးဆိုသူကစစ်တပ်ပြည်ထဲရေးမှာရဲပါကင်နေတယ်ပြီးတော့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးလုပ်ခဲ့သေးတယ်နော်အဲ့လိုလူမျိုးဥဆောင်တဲ့ပါတီကလူငယ်လူရွယ်တွေအနာဂတ်လှပစေဖို့လှုပ်ပေးမယ်ဆိုတော့ကိုကျော်မောင်ကြီးနော်မယိုသေးစကားဟိုဟာစားပြီးတော့ပြောရင်တော့မှကျွန်တော်ကကြိုက်လွန်းလို့စားတယ်လို့ပဲကျွန်တော်ကပြောမှာနော်ကျွန်တော်ယုံမှာကျွန်တော်ပြောတာတကယ်အမှန်မှာကျွန်တော်ယုံအောင်လို့ဒါစားပြီးတော့ကျွန်တော်ပြောပါမယ်ဆိုရင်တော့မှကြိုက်လို့စားတယ်ပဲကျွန်တော်ပြောမှာနော်အဲ့တော့ဒီသူတို့နဲ့ပတ်သက်ရင်ကျွန်တော်လည်းပဲမကောင်းတော့ဘူးဗျာဒီလားခေါင်းထဲကအဲ့လိုပြောစရာစကားအဲ့လိုအယုတ်တအနတ္တတွေပဲထွက်လာဘာလို့ဆိုတော့ဒီမဟုတ်ကောက်ကတွေကလည်းတိတ်ပြောလွန်အားကြီးတယ်နော်တနေ့လူတွေကစိတ်ညစ်ရတဲ့ကြားထဲမှာသူတို့ပြောတာကြားပြီးတော့လူတွေကပို့ပြီးတော့ဆဲရပြုတ်ရနေဆိုတော့ပို့ပြီးတော့အာကုသူများတာပေါ့ဗျာနော်ဒီမကောင်းစိတ်မကောင်းတဲ့စိတ်အညံ့တွေဝင်တာပေါ့ဗျာအဲ့တော့လူတွေကိုရုပ်ပိုင်းဆိုင်ရာအရလည်းပဲနီးမျိုးနဲ့နှိပ်စက်တယ်စိတ်ပိုင်းဆိုင်ရာအရလည်းပဲစိတ်ဆင်းရဲအောင်တနည်းမဟုတ်တနည်းနဲ့ဒုက္ခပေးနေတယ်အဲ့လိုလူတွေကနော်ဘာတွေများကောင်းအောင်လှုပ်ပေးနိုင်မှာမို့လို့လေကိုကျော်မောင်ရေလှုပ်များလှုပ်ပေးခဲ့ရင်တိုင်းပြည်ဒီနေ့ဒီချိန်ဒီလိုတော့မှရှိမနေဘူးလေဟုတ်တယ်မလားအဲ့ဒီတော့ရေလိုက်မလွဲကြနဲ့နော်အဲ့ဒီလူတွေကိုပင်းနေတဲ့ပန့်နေတဲ့ပိုးနေတဲ့လူတွေလည်းပဲအချိန်မီနောင်တရကြအချိန်မီပြင်ညာနော်စစ်တပ်ကဆင်းနေတာအဲ့ဒီပါတီတွေဆိုတာလဲဆင်းနေတာကိုပါသွားလိမ့်မယ်နော်မြန်ရုံထွက်ကြရုံထွက်ရင်တော့အဲ့ဒါအကုန်လုံးတွဲတဲ့တိတန်းကြီးပါသွားမှာနော်လူဦးတော်လာကြီးကဘယ်သူမှချမ်းမှာမဟုတ်ဘူးကိုကြောင့်မောင်ဟေးโอเคပါကိုကျော်သိန်းဒါခင်ကြီးဆိုတာလည်းတကယ်ကိုအစင်လာနဲ့ဘာလို့ကျွန်တော်တို့ကြားခဲ့တာဆိုတာလက်ပတ်နေဆိုလို့ရှိရင်လည်းသူတို့ပဲဦးစီးနေတာကျန်းခိုင်ရေးမှာဆိုလို့ရှိရင်လည်းဒါဒီအထီးပြုံးနေလူမျိုးရေးဘာသာရေးပြိပခါကြီးလည်းတိုင်းပြည်မှာလုပ်ခဲ့တဲ့အထဲမှာဒါထိတ်ဆုံးကပါတဲ့လူတို့တော့ကျွန်တော်တို့ပြောရမှာပါဆိုတော့ခင်ကြီးပြောတဲ့စကားကိုမြင်တော့ကျွန်တော်လည်းဘာသွားပြီးတော့တတိရတယ်ဆိုတော့ကိုကျော်သိန်းပြောနေနေမှာတခင်ဆိုးရဲ့စကားကိုသွားတတိရပါတယ်ပြည်တန်သားခေါင်းကပြည်တန်သားပေါက်ပြောက်ကြီးလုပ်မယ်ဆိုတဲ့စကားလို့ပေါ့ဗျာဆိုတော့ဒါမျိုးလည်းကျွန်တော်တို့သွားပြီးမြင်အောင်မိပါတယ်ဆိုတော့ကိုကျော်သိန်းကျွန်တော်တို့ဆွေးနွေးတာကလည်းဒီအကြောင်းအရာ၃ခုလောက်ပြည့်သွားပြီဆိုတော့ကျွန်တော်တို့ဆွေးနွေးတဲ့အစီအစဉ်ကိုဒီမှာပဲညနာကျင်ပါတယ်ကြည့်ရှုပေးကြတဲ့ပရိသတ်တွေတူးချင်းစီကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာကိုကျော်သိန်းလည်းကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးပါကိုကျော်မောင်နဲ့ VIP ရောနော်သားတွေအားလုံးသူပြင်တော့ကြည့်ရှုအားပေးကြတဲ့ပရိသတ်တွေကိုသူပဲကျေးဇူးတင်ပါတယ်နောက်စီစဉ်မှာပြန်ဆုံပါမယ်ခင်ဗျာအားလုံးပဲဘေးရန်ကင်းကြပါစေကျန်းမာကြပါစေဗျာဟုတ်ကဲ့ပါမနေ့ကမှကျွန်တော်တို့ပြန်ဆုံတွေ့ကြပါမယ်ခင်ဗျာ
Burma Independent Voice.